နော်ဘာမှမဖြစ်အားရှိတာအကုန်စား အားရှိတာကုန်စားကောင်းတယ်သားမှာသမီး စားနော်ဟာစားတယ်ကောင်းလေးပါမှုမမရှိ ဟမ် ရလား ဆိတ်ထုတ်သွားလေ ပါဘူးဆေးထုတ်အားမမရှိတော့ကဟာနားလိုက်အာမမရှိ ကျွေးမှမဆက်ရစေ ကိုပဆိုင်ကိုယူထားခဏလေးဥပ္ပဆောင်ကိုဆိုင်ကိုထားခဲ့တယ် ငါထိုင်လို့နေရာရှာတာမင်းလိုက်ငါကနန်းထိုင်ရမှာတော့ဟမ် သမီးကြောင်ထဲမှာဆက်ရခဏတယ်မောင်းအဲ့ဒါတော့ဆိုနေရွေးရကြောင်ထဲမှာတို့မထားရနေတော့လာအမုံပါလာတော့မထားရမပြီးဘူး ရဒီမှာဖုန်းကဆရာမပေးတဲ့ဆေးမတောင်းနဲ့တော့စီထိုးပြီးဘာမှမဖြစ်ဘူးနော်ဒါမတောင်းနဲ့တော့လို့ဟိုအားဆေးပဲတောင်းလိုက်နော်ဒါမတောင်းနဲ့တော့ အားခဲတော့ 你那个毛嘞，到现在来你要修，修了的毛。ตานี่แหละซาบีตะลงตะตาอาซีตาตะบีလောက်ပေးမယ်အမေကိုရှော့ပြီးမှဆေးတွေမတောင်းနဲ့ တော့ပါအောင်လား ဟိုကြားမှာဖြစ်ရှိတဲ့စားဟိုကကြားတော့ဖြစ်ရှိတဲ့မာရဟိုကကြားမှာဖြစ်ရှိတဲ့ ဆိုကြဟုတ်ပကတဲလေးမထဲထားတာမထဲပါဘူးဆေးရခါလေကိုထုတ်ခါလာ စီကန်းလာပြတယ်နော်ဒီလမ်းပေါ်ကဒါစီပင်တာလမ်းဟုတ်ပြီလားလူရှိနေမကောက်လို့မရဘူးရန်ရက်ထားခဲ့မကောက်လို့ရတယ်ဟုတ်ပြီနော်ဘာပြောချင်နေလဲပြောချင်တာရှင်းကုန်ပြောတာရတယ်ဟုတ်ပြီနော်ဟဲ့ပြောဟုတ်တယ်ကားရက်ဆိုရင်ရက်နာခပေးရဆိုငါတိတယ်ဟုတ်ပြီနော်ဒါပေမဲ့ငါစီကန်းလာပြတာဟုတ်ပြီနော်ငါလူကိုယ်တိုင်ထိုင်ထားတယ်အဲ့တော့ငါမင်းရွှေ့ဆိုငါရွှေ့ပေးလိုက်မယ်โอเคဒီနားမှာကားရင်မလို့ဘူးဆိုရင်ငါရွှေ့ပေးမယ်ဟုတ်ပြီနော်ဒီငါဆိုအဲ့တော့ငါရှာတောင်းလို့မရဘူးဟုတ်ပြီလားဦးလေးကဥပဒေရုံးကနော်ဟုတ်ပြီနော်ဒီဥပဒေနားလဲတယ်အရန်တောင်းလို့မရအောင်နော်ဟုတ်ပြီနော်ဒီလေးကောင်းကောင်းရှင်းပြနော်မင်းတို့နော်တော့နော်အေးဦးလေးကကားကိုရက်ထားခဲ့မယ်ထားပြီးဖြောက်သွားမယ်ဆိုရင်ဦးလေးရှာမင်းတောင်းလို့ရတယ်ဟုတ်ပြီနော်ဦးလေးကဒီနားမှာကားပေါ်မှာလူရှိထားတယ်ဦးလေးကစေကန်းကလူစောင့်တယ်အဲ့ဒါမင်းတောင်းလို့မရအောင်ဒီမှာဈေးလာဝယ်ဆိုလည်းမင်းတောင်းလို့မရအောင်ဟုတ်ပြီနော်တော့လာဦးလေးပြောတာမင်းတို့ဆရာတော်တိချာမေးဦးလေးကျွန်တော်ဘယ်လိုတောင်းအောင်လဲဆရာကျွန်တော်ဘယ်လိုတောင်းအောင်လဲဆိုတာနော်ရန်တောင်းလို့မရဘူးနော်ဟုတ်ပြီနော်လေးကမင်းရှင်းပြတာ တို့ကဗလဲမင်းတို့လာကောက်ဆိုမင်းတို့လည်းလာကောက် အေးအဲ့လိုမင်းကနားလေအောင်သူတို့ဆရာတင်ယူထားမှာဆရာကြီးကျွန်တော်ဘယ်ကားမျိုးဆိုဘယ်လိုကောက်အောင်လဲတိချာတင်ယူရတယ်တွေ့တဲ့ကားတိုင်းကောက်လို့မရဘူး အေးဘာဖြစ်လို့လာကောက်တာ ဟုတ်ပြီနော် ဟမ်ငါလည်းခုကြည့်နေဘာလို့ကောက် နော်ဦးလေးကဥပဒေရောနော်ဥပဒေကြောင်းနားလေနော် အော်နင်တို့ဟာ မဟုတ်တာဆိုရင်မပြောပြဘူးဟုတ်လားဦးလေးကတင်ပေးရမင်းနော်လမ်းဘေးမှာတွေ့တဲ့ကားတိုင်းလိုက်တောင်းလို့မရဘူးဟုတ်ပြီနော်ဘာဖြစ်လို့ဥပဒေနဲ့အညီပဲလမ်းမှာရက်တယ်ဟုတ်တယ်ရက်ထားခဲ့တယ်ထားပြီးသွားတယ်ဆိုရင်တောင်းလို့ရတယ်ပြန်လည်တောင်းဟုတ်ပြီနော်ဒီကားပေါ်မှာရှိနေတယ်
မော်တော်ဘီကယ်လိုင်းတော့ဦးလေးရွှေ့ပေးရမှာဒီမော်တော်ဘီကယ်နေရာရှစ်ပဲဦးရွှေ့ပေးမှာကားပေါ်မှာလူထိုင်နေရင်ကောက်လို့မရဘူး9မိနစ်10မိနစ်ဟုတ်တယ်နော်လူနာလာပြတယ်ဦးလေးကနော်လူနာစေကန်းရှိမှာကားတွေများနေလို့ဦးလေးဒီဘက်ရွှေ့ထားတာဒီဆိုင်ရှိမှာဦးလေးလာရက်တာဒီဆိုင်ကဦးလေးဖယ်ပေးဦးဆိုလည်းဖယ်ပေးရမှာဟုတ်ပြီနော်ငါပရင်မှာပေါက်ရှိတယ်ဟုတ်လားအပေါက်ရှိမှာဦးလေးမရက်ဘူးနော်ကားရနာခတောင်းတယ်ဆိုရင်အဲ့ဒါဥပဒေနဲ့ညီနားလေရမှာတောင်းရင်းချက်တောင်းလို့မရဘူးဟုတ်ပြီနော်နင်းရှင်းပြနော်ဒီတော့ပေါ့နော်တကယ်လို့မသိဆိုဆရာလေးပြန်ပြီးဆရာကြီးကျွန်တော်တောင်းတာမှားနေတာလားမသိဘူးလို့ဥပဒေရုံးကလူကြီးပြောသွားတယ်လို့ပြောလိုက်ဟုတ်ပြီနော်ဥပဒေကဥပဒေရုံးကနားလေဥပဒေကြောင့်ဟုတ်လားအေး